စီဆိုလို့ရှိရင် Pro Bounce and Feeder ကိုပဲပြင်းမြင်တတ်ကြအောင်လား2026မြန်မာနိုင်ငံမှာ taxi ကို Euro brand နဲ့မောင်းရမယ်လို့စဉ်းစားကြဘူးလားဒီနေ့ကျွန်တော်ရှိကိုရောက်နေတဲ့ကားတွေကတော့ Bosco ID4 Pure Crossတစီတစီကိုဝယ်ဖို့မောင်းဖို့စဉ်းစားရဆိုလို့ရှိရင်ဘယ်ဟာအရေးကြီးဆုံးလို့ထင်တယ်ကျွန်တော်အနေနဲ့ပြောရမယ်ဆိုရင်တော့ comfort ပဲတစီမောင်းတဲ့အခါမှာကျွန်တော်တို့ကမနက်ကနေညအထိမောင်းရတာမျိုးများရဲ့ long drive တွေပါမောင်းရတယ်ပေါ့နော်တတောင်းတက်တာနဲ့မောင်းနိုင်ဖို့ကအရေးကြီးဆုံးပေါ့အဲ့တော့ကျွန်တော်တို့အတွင်းကောင်စပြီးပြောအောင်ချာ EV တက်စီနဲ့မတူတဲ့ချက်ကတော့ဒီကားမှာ seat motor ပါတယ်ဗျာသူ့မှာ3မိထားတဲ့ leather တွေဆိုလို့ရှိရင်လည်းရန်ကောင်းတဲ့အထဲတော့မရောက်ပေမဲ့လဲလက်အဆင့်ထဲမှာတော့ရှိရကျွန်တော်ရဲ့ weight က200လောက်ရှိရရက်ဆို9ပေ9လောက်ရှိရကျွန်တော်အနေနဲ့ဆိုလို့ရှိရင်ဒီခုံကတော့နည်းနည်းလေးတည့်ရထဲတော့ပါတယ်ကျွန်တော်လောက်ရှိရလူဆိုလို့ရှိရင်တော့ဒီကားကတော့အဆင်ပြေတယ်ကျွန်တော် driver back channel ကြည့်သွားပြီဆိုတော့ passenger နေရာနေပြီးတော့ဝင်ပြီးတော့ခံစားကြည့်အောင် passenger back channel မှာလည်းကျွန်တော် seat motor တစ်လုံးပါတယ် door handle ပေါ့နော်အထားကားကြီးဆိုလို့ရှိရင်ဒီနေရာမှာအပိတ်ပြဒီမှာကြည့်လိုက်ဒီကောင်ကအပေါက်ကြီးရုပ်တရက်ဒီနေရာမှာဖုန်းတင်လိုက်တာပစ္စည်းတင်လိုက်တာဆိုလို့ရှိရင်ဒီအောက်ကခွက်တဲ့ကိုရုပ်ရက်ဒီလိုမျိုးကျသွားနိုင်တယ်အားနေချက်နေရတော့ကျွန်တော်ထင်တယ်ကျွန်တော်အနေနဲ့လည်း personally ရတော့လုံးဝမကြိုက်ဘူးပေါ့နော်နောက် version မှာဆိုလို့ရှိရင်တော့ဒီဟာကိုပြန်ပြီးတော့ပိတ်လိုက်မယ်ဆိုလို့ရှိရင်တော့ပို့ပြီးတော့ကောင်းသွားလိမ့်မယ်လို့ကျွန်တော်အနေနဲ့ယူဆတယ်ကျွန်တော်ရဲ့ city position တိုင်းထားရတယ်လက်ရုံးကလည်းတဝါးစာလောက်ကျန်သေးရပေါ့နော်နောက်ဘက်မှာဒီ position အတိုင်းကိုပဲနောက်မှထိုင်လို့ရှိရင်ဘယ်လောက်ကျန်လဲဆိုတာတစ်ချက်လောက်သွားကြည့်အောင်နောက်ခန်းထဲမှာဆိုလို့ရှိရင်ဗျာအရှိမကျွန်တော်ရဲ့ sitting position တွေအတိုင်းပဲထားထားအောင်မှာကျွန်တော်ရဲ့လက်ရုံးကကောင်းကောင်းကြီးအဆင်ပြေနေသေးရပေါ့ဒီကရဲ့ other jet ဆိုလို့ရှိရင်တော့ကျွန်တော် highway သွားမယ်ဆိုလို့ရှိရင်တော်တော်ကြီးကောင်းမဲ့အနေထား comfort ဖြစ်မဲ့အနေထားလို့ကျွန်တော်ကတော့မြင်တယ်လက်ရုံးမှာလည်းကောင်းကောင်းလွတ်သေးရ head room ကလည်းကောင်းကောင်းလွတ်သေးရပြီးရင်တန်တယ်လည်းမပါတဲ့အတွက် comfort ဖြစ်တယ်ပေါ့နော်နေရာအရင်လုံနေစရာတော့မလိုတော့ဘူးပေါ့ fancy အနေနဲ့ဆိုလို့ရှိရင်ဒီဘက်မှာ2နေရာပါတယ်အဲ့တော့တရားမွေးပြီးရတယ်ဆိုလို့ရှိရင်လည်းနောက်တစ်ယောက်ထောက်မွေးလို့လည်းရတယ်အဲ့တော့2နေရာထားလို့ရအောင်စအဲ့တော့ Bosco ID4 ရဲ့ cargo space ဆိုလို့ရှိရင်လီတာ900လောက်ကျယ်ဝန်းတယ်ဆိုလို့ရှိရင် luggage အကြီးနှလုံးအသီးတစ်လုံးကောင်းကောင်းကြီးဆန့်တယ်ဒီ space ကိုပို့လို့ခြင်းတယ်ဆိုလို့ရှိရင်ဒီခုံတွေကိုထပ်ပြီးတော့ခောက်လို့ရတယ်လီတာ1500လောက်ဆန့်တဲ့အတွက်နောက် long drive တွေသွားတာပဲဖြစ်ဖြစ်မျိုးတွင်းမှာပစ္စည်းစရာတွေအများကြီးတည်ကျင်တာပဲဖြစ်ဖြစ်ဆိုလို့ရှိရင်တော်တော်လေးအဆင်ပြေထဲအောင်ပါတယ်ပေါ့ငါဘုံမော်တာလေးသာပါမယ်ဆိုလို့ရှိရင်ဒီကတော်တော်ကြီးကို all rounder အနေနဲ့အဆင်ပြေသွားမယ်အထင်မှာတော့ပါတယ်battery capacity အနေနဲ့ကတော့53 kWh ပါတယ်ပေါ့မြို့ရင်းမှာသွားမယ်ဆိုလို့ရှိရင်တော့တစ်ယူနစ်ကို6 km 9 km လောက်တော့သွားလို့ရတယ်ကျွန်တော်မြို့ရင်းမှာသုံးမယ်ဆိုလို့ရှိရင်လည်းတရက်ခွဲလောက်လုံလောက်တဲ့ပမာဏရှိရဲ350ဝန်းကျင်လောက်မှန်းထားရဆိုလို့ရှိရင်တော့ဒါတကယ်ကို real world range မှာသွားလို့ရနိုင်တယ်ပေါ့နော်နောက်တစ်ခုကကျတော့ဒီကားရဲ့ turning radius ပေါ့နော်ကျွန်တော်စမ်းကြည့်တာတော့ SUV ကျွန်တော်ရဲ့ KI Sportage ဆိုလို့ရှိရင် turning radius ကအရင်နဲ့တုံဆိုလို့ရှိရင်2လိန်းလောက်ပဲရှိရဲ့လမ်းကိုချိုးမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကလွန်ထိုးပြီးပြန်သွားမျိုးရှိရပေါ့နော်ဒါပေမဲ့ဒီကားမှာတော့အဲ့လိုမရှိဘူးကျွန်တော်တို့ steering ကိုအကုန်ချိုးလိုက်ပြီဆိုတာနဲ့ကောင်းကောင်းကြီးလွတ်တယ်ပေါ့နော်အဲ့တော့ဒီကားမှာ turning radius တွေကတော့တော်တော်တိကျထူးခြားတဲ့ချက်တွေတော့ပါတယ်ကျွန်တော်တစ်ချက် pick up နေကြည့်မယ်Okay brake လည်းအဆင်ပြေရယ်ခုနကကိုအရန်အချိန်တင်လိုက်ပြီပဲကြောတော့ကတ်သွားတယ်ဒါပေမဲ့ခုနလိုမျိုးတခြား EV တွေလို့အရင်မူးတက်လာမျိုး feeling တော့မရှိဘူးအဲ့တော့highway မှာကျွန်တော်ကားကြော်မယ်ဆိုလို့ရှိရင်အမြန်ဆန်ကြော်လို့ရတယ်ဒါကလည်း EV တွေရဲ့ထုံးစံတိုင်းပဲသူတို့ရဲ့အားသာချက်လို့ပဲပြောရမှာပဲ IC ကိုင်းနေရှင်လို့ရှိရင်ကားကြော်ပြုတ်မှာကြတော့သူတို့ရဲ့ motor power ပို့ပြီးတော့ performance ကောင်းတာဖြစ်တဲ့အတွက်ဒီအနေထားလောက်ဆိုလို့ရှိရင်တော့မဆိုးလို့ပဲပြောရမှာပေါ့Okay suspension ဆိုလဲတော်တော်တိတာတော်တော်ညိတ်တယ် suspension ကြောင့်ပြောအောင်ဒီကားရဲ့ suspension ကရှေ့မှာ McPherson နောက်မှာ independent ကိုတုံးထားတယ်အဲ့တော့ဒီကုန်းတွေမှာဘယ်လောက်ထိခံနိုင်ရှိလဲဆိုတော့တစ်ချက်ဆန်းကြည့်အောင်ဟုတ်တော်တော်ကြီး comfort ဖြစ်တယ်တော်တော်ကောင်းတယ် combat SUV ဖြစ်တဲ့အခါကျတော့တကယ်တမ်းအဲ့လိုဂုံးတွေကိုကြော်လိုက်တယ်ဆိုလို့ရှိရင် SUV တွေပြန်ကြရမှာဆိုလို့ရှိရင်ပို့ပြီးတော့ဘယ်လိုပြောရခါတယ်ပဲပြောရမှာပေါ့ဒါပေမဲ့ဒီကားမှာတော့အဲ့ဒီဟာကမရှိဘူးမဟုတ်လားဆိုတော့ရှိတယ်ဒါပေမဲ့အရင်တိတာတဲ့ feeling မျိုးတော့မရဘူးဆိုတော့ဒီ suspension အနေနဲ့ကောင်းတယ်အခုကျွန်တော်တို့ဒီလမ်းမှာဆိုလို့ရှိရင်လည်းတချို့ဂျိုင်းကလေးရှိရဲအဆက်ကလေးရှိရဲအဲ့ဒီနေရာမှာဆိုလို့ရှိရင်လည်း road night တွေကလည်းတိတ်မရှိတာကိုခံစားမိတယ်ပေါ့နော်
ခုနကအရှိမ၄လုံးလောက်ပါတယ်နောက်မှလည်းထပ်ပြီးတော့၄လုံးလောက်ပါတယ်အဲ့တော့ဒီကားတစ်စီးလုံးမှာဆိုနာပတ်လေးတူတယ်၈လုံးထိပါတယ်အတွက်ကျွန်တော်တို့အတွက် awareness ပို့ပြီးတော့ရတယ်အဓိကတစ်စီဆိုတာကလည်း comfort ဖြစ်တဲ့ဟာကိုထည့်ပြီးတော့စဉ်းစားအောင်ပါကို comfort ဖြစ်အောင်နေမဟုတ်ဘူး customer ကြီး comfort ဖြစ်ဖို့လည်းလိုတယ် EV ကားတစ်စီးဖြစ်တဲ့အတွက်တန်ငိန်တာတွေအေးဆေးဆေးနဲ့သွားလို့ရတာတွေ road noise ကတခြားကားတွေထက်ပိုပြီးတော့နည်းတာမျိုးရှိရပါတော့ဒီကား balance ဖြစ်တယ်လို့ပြောလို့ရတယ်ကိုက taxi business ကိုတေချာ run မယ်ဆိုလို့ရှိရင်ဒီကားထည့်စဉ်းစားမယ်ကားတွေမှာလည်းပါတယ်ပေါ့ဒီကားရဲ့ရှေ့ဘက် design ဆိုလို့ရှိရင်လည်းရိုးရှင်းပဲပေါ့နော် aerodynamic ကို support ပေးဖို့အတွက်လည်းဒီဘက်မှာလေခွင်းပေါက်လေးလည်းပါတယ်ဒီမှာထူးခြားတဲ့ချက်ကတော့ဒီ headlight ထဲမှာဆိုလို့ရှိရင်ကျွန်တော်တို့က cornering light တွေပါတယ်ဘယ်ဘက်ကိုကိုယ်ရဆိုလို့ရှိရင်ဒီဘက်ကနေပြီးတော့နောက်ထပ်မီးတစ်လုံးကလင်းလာပြီးတော့ကိုယ့်ရဲ့ပြင်ကွင်းကိုပို့ပြီးတော့မီးအားပိုကောင်းအောင်လုပ်ပေးလိုက်တဲ့ပုံစံမျိုးပေါ့နော်ဒီအောက်မှာဆိုလို့ရှိရင်ကျွန်တော်တို့ကမီးလေးပါပေါ့နော်အဲ့ဒါတည်းညဘက်မှာဆိုလို့ရှိရင်ကိုယ့်ကောင်အဝေးကလှမ်းကြည့်နေမြင်ရတာပေါ့အဲ့တော့နောက်ဘက်ပိုင်းဒီဇိုင်းမှာဆိုလို့ရှိရင်လည်း full tail light ကိုတုံးပေးထားရပေါ့နော်ဒီဘက်မှာဆိုလို့ရှိရင်ကျွန်တော် fog light တစ်လုံးပါတယ် reverse mirror တော့ဟိုဘက်မှာတစ်လုံးပါတယ် fog light mirror ဒီဘက်တစ်ချမ်းပဲလင်းတယ် driver ဘက်ရဲ့ဆန့်ကျင်ဘက်ချမ်းမှာဆိုလို့ရှိရင်တော့နောက်ကို reverse လုပ်တဲ့အချိန်မှာမိရဲ့ view လေးပေါ့အဲ့ဒါလေးလင်းတာရှိတယ်အဲ့တော့တချို့တွေကတစ်လုံးပဲလင်းနေတော့ပါနားလည်မှုလွဲနေမှာဆိုလို့ကျွန်တော်ကပြောပြရပါဒီကားရဲ့ tire size ကဆိုလို့ရှိရင်235/55 R19 ကိုသုံးပေးထားတယ်ဒီနေရာမှာထူးခြားတစ်ချက်တော့ tire မျိုးစားကတော့ Hankook tire ဖြစ်တယ်ပေါ့နော်ပြီး EV tire ဖြစ်တယ်ဒီ grade မှာဆိုလို့ရှိရင်ဒီလောက်ထိပါတာတော့ကျွန်တော်အနေနဲ့တော်တော်လေးချီးကျူးရမယ့်အပိုင်းမှာပါရပါတော့ wheelbase အနေနဲ့ဆိုလို့ရှိရင်တော့6ပေလောက်ကျယ်တယ်အဲ့ဒါကြောင့်မလို့ compact SUV တစ်စီးမှာဆိုလို့ရှိရင်ဒီ wheelbase က string gun မှာဆိုလို့ရှိရင် let running မှာကောင်းကောင်းနေရာရတဲ့အထက်မှာလည်းပါတာပေါ့ string gun မှာဆိုလို့ရှိရင်ကျွန်တော်က physical pattern တွေကိုသုံးပေးထားတယ်ဒါပေမဲ့သူ physical pattern လေးရဗျာဖုန်းတွေမှာဆိုလို့ရှိရင် haptic feedback နဲ့တွားတူတယ်ပေါ့နော်ဒီကားရဲ့ steering ရဲ့ဘယ်ဘက်အချမ်းမှာဆိုလို့ရှိရင်volume adjustment တွေပါတယ်ပြီးရင် Siri function တွေသုံးလို့ရရှိတယ် voice assistant တွေသုံးလို့ရရှိတယ် dash ကိုမှ haptic feedback လေးနဲ့ဆိုတော့နည်းနည်းထူးခြားရလို့ခံစားရပေါ့နော်ဒီ headlight ဖွင့်မယ်ဆိုလို့ရှိရင်ဒီဘက်မှာထားထားရပေါ့နော် auto ထားလဲရတယ်အကုန်လုံးကိုဒီကနေပြီးတော့ touch ပုံစံလေးနှိပ်ရအောင်နော်နောက်ဘက်မှာလည်း fog light ဖွင့်လို့ရတဲ့ cloud လေးလည်းပါတယ်မှန် heater ရပေါ့ဥမာရှေ့မှန်ရောနောက်မှန်ရောအဲ့ဒါတွေအကုန်လုံးကိုလည်းဒီနေရာမှာပဲပြန်ပြီးတော့ setting ထဲမှာအကုန်လုံးလုပ်လို့ရပါပေါ့နော် standard ကွန်ဆိုးမှာမရှိတော့ဘဲနဲ့ gear shifter steering ညာဘက်ချောင်းကြောက်သွားပြီဒီမှာ regenerative braking system ပေါ့နော် strong လုပ်ချင်တာမျိုးရှိတယ်ဒီကိုပို့ပြီးသွားရင်နောက်တစ်ချက်လေးထပ်လှည့်လိုက်တယ်ဆိုလို့ရှိရင် regenerative braking system ကို strong အနေနဲ့သုံးလို့ရတယ် Bosco မှာဆိုလို့ရှိရင် one pedal driving လို့လည်းခေါ်တယ်ရှေ့ကိုတစ်ချက်ထပ်တိုးလိုက်တယ်ဆိုလို့ရှိရင် view ဝင်လာအဲ့ချိန်မှာလည်းသူကbrake ကိုတီးတတာကြီးအုပ်လိုက်တယ်လို့ခံစားရပါတော့အဲ့တော့အရှိကိုတွန်းတယ်ဆိုလို့ရှိရင်ဒီအနောက်ကိုဆုပ်မယ်ဆိုလို့ရှိရင် reverse ပေါ့ parking ထုံးမယ်ဆိုလို့ရှိရင်တော့ဒီမှာ pattern လေးရှိရယ်ဒီကားမှာတော့ grade အပြည့်ဖြစ်တဲ့အတွက်မှန်ကျုံးမှန်ကောင်းလည်းပါတယ်ဘက်မှန်တစ်ချက်လုံးမှာကျွန်တော်ကမှန် heater ပါတယ်မိုးရင်းရောက်နေတာဖြစ်တဲ့အတွက်ဒီဘက်မှန်ကတော့ကျွန်တော်တို့ကရေလန်းတုပ်လို့ရပဲဆိုမှဟိုဘက်မှန်တော့ကျွန်တော်ကရေလန်းတုပ်လို့မရတော့အဲ့ခါဆိုလို့ရှိရင်မှန် heater ဖွင့်ထားလိုက်တယ်ဆိုလို့ရှိရင်ကျွန်တော်အနေနဲ့အလုံးမရှုပ်တော့ဘူးမြင်ဝင်လည်းမကွယ်တော့ပါဘူးမှန်ဒီမှန်ချခလုတ်ကတန်လုံးပဲပါလားဒီမှန်ကိုချမယ်ဆိုလို့ရှိရင်ဒီကောင်နှိပ်လိုက်လို့ရတယ်အဲ့တော့နောက်မှန်ကိုချရင်လည်းဆိုလို့ရှိရင်rail နှိပ်လိုက်နောက်မှချမယ်ဆိုလို့ရှိရင်လည်းဒီကောင်ကအဲ့လိုပုံစံမျိုးလုပ်လို့ရကားရဲ့ infotainment system ထဲမှာဆိုလို့ရှိရင် Apple CarPlay ပါတယ် Baidu Car Live တို့ပါတယ်အဲ့တော့ Android ပဲသုံး iOS ပဲသုံးကောင်ကအဆင်ပြေတယ်ပြီးတော့ infotainment ကလည်းစနက်လက်မှဝင်းကျင်ရှိတဲ့ခါကျတော့ကျွန်တော်မြင်ကွင်းကိုကောင်းကောင်းကြီး support လုပ်ပေးနိုင်တယ်ပေါ့နော်ငါ drive mode အနေနဲ့ဆိုလို့ရှိရင် eco ရဲ့ comfort ရဲ့ sport ရဲ့ပြီးတော့ custom infotainment ထဲမှာရွေးလို့ရမယ် aircon က dual climate ကိုသုံးပေးထားတယ် SUV type ဖြစ်တဲ့အတွက် brown aircon ဖြစ်သွားတယ် panoramic sunglass ကြီးပေးလိုက်ရဖြစ်တဲ့အတွက် Sajimi ကတော့ bound တွေရောက်သွားပြီ Sajimi ကတော်တော်အားကောင်းတဲ့ထဲမှာလည်းပါတယ်ကျွန်တော်ပစ္စည်းတွေချက်ဖို့အတွက် hook လေးလည်းထည့်ပေးထားရပါတော့အဲ့ဒါကြီးအကုန်လုံးပါတာဖြစ်တဲ့ long drive တွေတွားရဆိုလို့ရှိရင်တော့တော်တော်လေးပြည့်စုံတဲ့ကားလို့ထင်တယ် ID4 မှာက GPD charging type ကိုတုံးထားတယ်အဲအကြောင်းမလို့ကျွန်တော်မြို့ရင်းမှာပဲ charging station တွေမှာပဲတွင် highway မှာပဲတွင် GPD ကောင်းကနေရာတော်တော်များများမှာရှိရတဲ့အတွက်တော်တော်လေးအဆင်ပြေတဲ့အထဲမှာလည်းပါတယ်ပြီးရင်သူ့ရဲ့ DC charging speed ဆိုလို့ရှိရင်130 kW ထိရှိရအဲကြောင့်မလို့10 to 80% တွင်းမယ်ဆိုလို့ရှိရင်25မိနစ်ပဲကြာတယ်ကျွန်တော်ဒါတကယ်လို့တက်စီမောင်းမယ်ဆိုလို့ရှိရင်10 to 80% ကိုပဲနေ့စဉ်သွင်းပြီးတော့အချိန်ရှော့ကျင်တာပေါ့နော်ဒီ Volkswagen ID4 Pure Cross လေးကိုခိုင်ကြည့်ကျင်တယ်ဆိုလို့ရှိရင် Win Motor မြန်မာ Facebook page ကိုလည်းစုံစမ်းဆက်သွယ်ပြီးတော့မေးမြန်းနိုင်ပါတယ်အဲ့တော့ဒီ Volkswagen ID4 Pure Cross ကိုဘယ်လိုလူတွေကရွေးတင်လဲဆိုလို့ရှိရင် round trip ကိုမကြာခဏသွားနေရတဲ့တွေ premium ဆန်ဆန်ပေါ့ဗျာဥပမာလေစိတ်ကြိုတာပဲဖြစ်ဖြစ် hotel pick up လုပ်တာပဲဖြစ်ဖြစ်ကျွန်တော်တို့က customer တွေကိုကောင်းကောင်း service ပေးနိုင်တဲ့လူတွေအတွက်ရွေးချယ်တင်တဲ့ကားတစ်စီးဖြစ်တယ်ဒီကားရဲ့ brand ရဲ့ facility ကြောင့်လည်းစီးရဲလူတွေရောမောင်းတဲ့လူတွေရော confidence ပို့ပြီးတော့ရစေတယ်အဲ့တော့မိတ်ဆွေအနေနဲ့ taxi လုပ်ငန်းကိုအခုမှစကျင်တာပဲဖြစ်ဖြစ် premium luxury EV taxi group ကိုထောင်ကျင်တာပဲဖြစ်ဖြစ်ဆိုလို့ရှိရင်ဒီကားကိုကျင်းတွေရွေးလို့ရတယ်လို့ကျွန်တော်အာမခံကားအကြောင်းဆုံးသိကျင်တယ်ဆိုရင်တော့တရား order တော့ရှိပါတယ်မိတ်ဆွေအနေနဲ့ရောဘယ်ကားလေးတွေကို review လုပ်စေချင်လဲဆိုတာကိုလည်းcomment မှာမှတ်ခဲ့ပေးကြပါဦးအခုလို review မျိုးကြည့်ကျင်တယ်ဆိုလို့ရှိရင်လည်းကျွန်တော်ကို review unit လေးငှားပေးလို့ရတယ် Telegram chat box ကနေပြီးတော့လာပြောလို့ရတယ် coffee တိုက်ပါမယ်နောက်မှတွေ့ရပါ